Hello အန်နာပါရှင်အန်နာဒီနေ့မှာတော့အန်နာအရင်တစ်ခေါက်တင်ထားတဲ့ slide လုပ်တဲ့ video လေးမှာအန်နာကိုယ်တိုင်လုပ်ထားတဲ့ activator လေးကဘယ်လိုလုပ်တာလဲလို့အန်နာကိုမေးထားကြလို့ဒီနေ့မှာတော့အန်နာက reply တွေအကုန်လုံးကိုပြန်ပေးလိုက်ပါပြီရှင်ခုဆိုရင် activator လုပ်နည်းလေးကိုအန်နာပြောပြပါမယ်ရှင်ဒါလေးရလေလွယ်လွယ်လေးပါပဲเนาะလုံးဝမခက်ပါဘူးရှင်အိမ်မှာရှိတဲ့အန်နာခုယူထားပြီပေါ့เนาะစားရဲ့စက်ပြမုတ်လေးရဲ့ပဲလိုပါတယ်ရှင်ပြီးရင်ရေရဲ့ပေါ့เนาะဒီအန်နာ comment အောက်မှာလည်းမှတ်ထားတဲ့ဟာလေးတွေရှိရပေါ့เนาะတချို့တီးတဲ့ညီမလေးတွေကဝင်ပြီးတော့မှတ်ပေးထားလည်းရှိရပေါ့เนาะအဲ့လိုမျိုးလို့ဒါပေမဲ့အန်နာကိုဒီလိုမျိုး reply လေးပြန်ပေးပါလို့ပြောလို့အန်နာကဗီဒီယိုလေးနဲ့ reply လေးပြန်ပေးလိုက်တာပါရှင်ခုဆိုရင်အန်နာလုပ်ပြမယ်ပေါ့เนาะပထမဦးဆုံးအန်နာတို့ဒီမှာစက်ပြမုတ်လေးကိုရေးထည့်မှာပေါ့เนาะစက်ပြမုတ်ကအရင်များသွားရင်လည်းမရပါဘူးရှင်သူ့ရဲ့စားအတိုင်းအတာနဲ့ကိုဘယ်လိုပြောကိုက်ညီအောင်တိုင်းတာရတယ်ပေါ့เนาะအရင်ဆုံးအန်နာတို့ဒီစက်ပြမုတ်ကိုသစုံလောက်ထည့်လိုက်တယ်ပေါ့เนาะခုဆိုရင်ဒီမှာသစုံလောက်ရှဲသွားပါရှင်ခုဆိုရင်အန်နာတို့ကဒီစားဆိုရင်လည်းအများကြီးထည့်လို့မရပါဘူးသူ့တဲ့အဲ့ဒီစက်ပြမုတ်နဲ့ဆိုရင်ပေါ့เนาะစားသူ့ထက်နဲကိုနဲပေးရပါမယ်ရှင်အများကြီးထည့်လိုက် activator ကလုံးဝမရပါဘူးเนาะဒီမှာပါရှင်ခုလိုမျိုးလေးထည့်လိုက်တယ်ပေါ့เนาะပြီးရင်တော့ဒီလေးထည့်ထည့်ပါတယ်เนาะပြီးရင်တော့မွေးပါတယ်ရှင်နဲ့အောင်ပေါ့เนาะခုလိုမျိုးလေးနဲ့အောင်မွေးပေးသွားပြီဆိုရင်တော့အန်နာတို့ကဒီရေလေးထည့်ပါမယ်ရှင်ရေလေးကိုလည်းအများကြီးထည့်လို့မရပါဘူးเนาะသူနဲ့အတိုင်းတာတိုင်းမထည့်ရပါမယ်အများကြီးထည့်လိုက်ရင်ပေါ့เนาะ activator ကမဖြစ်တော့ပါဘူးရှင်ခုဆိုရင်ဒီလောက်ဆိုရင်ရပြီပေါ့เนาะဒါဆိုရင်သူနဲ့အကိုက်ညီဆုံးရေပဲပေါ့เนาะဒါလေးရလေဘလို့ဆိုင်မှာဝယ်တဲ့ activator နဲ့တူတူပါပဲရှင်ဒါလေးကိုလေခုလိုမျိုးလုပ်ပြီးရင်တစ်ပတ်လောက်ဘူးလေးထဲမှာတင်ထားလိုက်ရင်တကယ် activator တိုင်းဖြစ်သွားပါတယ်เนาะခုလိုမျိုး activator တွေကိုမဝယ်ဘဲနဲ့အိမ်မှာလုပ်လို့လည်းရတယ်ပေါ့เนาะအဲဒါကြောင့်မို့အန်နာကတင်ပေးလိုက်တာပါရှင်ခုဆိုရင်အန်နာတို့ဝယ်ရင်ပေါ့နော်ပတ်စံနေကုန်နေမယ်လေအိမ်မှာရှိတဲ့ခါလေးလည်းလုပ်လိုက်တကယ် activator အစ်စ်လည်းရတယ်ပေါ့နော်ဒါတကယ် slide လုပ်လို့ရပါတယ်ရှင်ကော်နဲ့လည်းလုပ်လို့ရပါတော့ဖော့ချုံနဲ့လည်းလုပ်လို့ရအစုံနဲ့လုပ်လို့ရပါတယ်ရှင်အန်နာ slide လုပ်တိုင်းဒီ activator ပေါ့နော်အန်နာကိုယ်တိုင်လုပ်တဲ့ activator လေးပဲသုံးပါတယ်ရှင်အန်နာလုပ်ထားတဲ့ဟာလေးပြပါမယ်နော်ဒါလေးကတော့အန်နာလောက်ထားတဲ့ activator ဘူးလေးပေါ့နော်ဒါလေးဆိုရင်2ပတ်လောက်ရှိပါပြီအန်နာလောက်ထားပါပေါ့နော်ခုဆိုရင်ဒီလိုလေးကြည်နေရပေါ့နော်အဲ့လိုဆိုရင် activator ရပါပြီပေါ့နော်ခုလိုမျိုးအဲ့လိုမျိုး2ပတ်လောက်ထားပြီးတော့သုံးတာပို့ပြီးတော့အာနိသင်ကိုပို့ထိရောက်ပါတယ်ရှင်ခုလိုမျိုးလှုပ်ပြီးချင်းသုံးတာထက်ပေါ့နော်အဲ့လိုမျိုးလေးထားလာတာပို့ပြီးတော့ထိရောက်ပါတယ်နော်အဲ့ဒါကြောင့်မို့ဒီနေ့မှာတော့အန်နာကဒီ activator လုပ်နေလေးကိုလာသင်ပေးလိုက်တာပါရှင်ခုလိုမျိုးဗီဒီယိုလေးကိုစမ်းကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်